ဒီနေ့ကျွန်တော်တို့ဆွေးနွေးသွားမယ့်စာအုပ်ကတော့ Spencer Johnson ရဲ့ The Present ပဲဖြစ်ပါတယ်။ဒီစာအုပ်ကကျွန်တော်တို့ရဲ့ဘဝမှာအမြဲတမ်းရှာဖွေနေတဲ့အဖို့မဖြစ်နိုင်တဲ့လက်ဆောင် The Present ဆိုတာဘာလဲဆိုတာကိုရှင်းရှင်းပေမဲ့နည်းနည်းစွာဖော်ပြထားပါတယ်။လူငယ်တဦးဟာသူ့ဘဝမှာပျော်ရွှင်မှုအောင်မြင်မှုနဲ့ငြိမ်းချမ်းမှုကိုပေးနိုင်မယ်ဒီလက်ဆောင်ကိုရှာဖွေဖို့ခရီးနှင်ခဲ့ပါတယ်။ဒီပုံမြင်ကနေကျွန်တော်တို့ဟာအတိတ်ကိုသင်ခန်းစာယူခြင်းအနာဂတ်ကိုစီစဉ်ခြင်းနဲ့ပစ္စုပန်ကိုအပြည့်အဝနေထိုင်ခြင်းဆိုတဲ့အချိန်ကိုထိရောက်စွာအသုံးပြုခြင်းရဲ့လိုအပ်ချက်တွေကိုလေ့လာနိုင်ပါတယ်။ဘဝရဲ့အဖို့တန်ဆုံးလက်ဆောင်ကိုဘယ်လိုရှာဖွေပြီးပိုင်ဆိုင်ရမလဲဆိုတဲ့သင်ခန်းစာတွေကိုညှဝေပေးသွားမှာဖြစ်ပါတယ်။လူငယ်လေးတဦးရဲ့ဘဝအောင်မြင်မှုလိုအပ်ချက်ကိုရှာဖွေတဲ့ခရီးကနေစတင်ပါတယ်။ပုံမြင်တဲ့ကလူငယ်ဟာပျော်ရွှင်မှုနဲ့အောင်မြင်မှုကိုဘယ်လိုရယူရမလဲဆိုတဲ့အမိကုန်းကိုရှာဖွေနေခဲ့ပါတယ်။သူ့ရဲ့ဘဝကိုပြောင်းလဲပြီးမဲ့လက်ဆောင်တစ်ခုရှိရဲဆိုတာကိုသိရှိတဲ့အခါသူဟာဒီလက်ဆောင်ကိုရရှိဖို့စိတ်အားထက်သန်ခဲ့ပါတယ်။ဘဝရဲ့အရေးကြီးဆုံးအရာတွေကိုသိလို့စိတ်နဲ့ရှာဖွေခြင်းဟာကျွန်တော်တို့ရဲ့ total လို့စိတ် growth mindset ရဲ့အစပဲဖြစ်ပါတယ်။နောက်ဆုံးမှာတော့သူဟာဘဝအတွေ့အကြုံများတဲ့လူကြီးတဦးနဲ့တွေ့ဆုံပြီးသူဟာအဲ့ဒီလက်ဆောင်အကြောင်းကိုသိတဲ့ဆိုတာကိုသိခဲ့ရပါတယ်။လူကြီးကလူငယ်ကိုပြောပြလိုက်တာကတော့ The Present ပစ္စုပန်ကိုရှာဖွေခြင်းဟာတာမန်အချိန်အတိုင်းအတာကိုရှာဖွေခြင်းမဟုတ်ဘဲဘဝရဲ့နာနဲ့တဲ့အဓိပ္ပာယ်ကိုရှာဖွေခြင်းဖြစ်တယ်ဆိုတာပါပဲ။ဒီလက်ဆောင်ကိုရဖို့အတွက်အခြေခံ၃ချက်ကိုနားလည်ဖို့လိုအပ်ပါတယ်။စာရေးသူကပစ္စုပန်မှာအပြည့်အဝနေထိုင်ခြင်းရဲ့နိလန်၃ခုကိုရှင်းပြထားပါတယ်။ပထမဆုံးနိလန်ကတော့ပစ္စုပန်ကာလကိုသာအာရုံစိုက်ပါဖြစ်ပါတယ်။ကျွန်တော်ဟာများသောအားဖြင့်အတိတ်ကအမှားတွေဒါမှမဟုတ်အနာဂတ်ကစိုးရိမ်ပူပန်မှုတွေမှာပဲအချိန်ကုန်ဆုံးနေတတ်ပါတယ်။ဒီလိုဖြစ်တဲ့အခါကျွန်တော်တို့ဟာလက်ရှိကာလရဲ့အလားပါတွေအခွင့်အလမ်းတွေကိုလွှဲချော်သွားတတ်ပါတယ်။အောင်မြင်မှုရဲ့အခါရကတော့လက်ရှိကာလ noun ကိုအပြည့်အဝအာရုံစိုက်ပြီးအကောင်းဆုံးလှုပ်ဆောင်ချက်ကိုလုပ်ဖို့ပါပဲ။ဒီနိလန်ကစိတ်ဖိစီးမှုကိုလျှော့ချပေးပြီးထိရောက်မှုကိုမြင့်တင်ပေးပါတယ်။ဒုတိယနိလန်ကတော့အတိတ်မှသင်ယူပါဖြစ်ပါတယ်။ပစ္စုပန်ကိုအာရုံစိုက်ခြင်းဆိုတာအတိတ်ကိုလုံးဝမေ့ပြစ်ဖို့မဟုတ်ပါဘူး။အတိတ်ဟာကျွန်တော်တို့အတွက်အဖို့တန်တဲ့သင်ခန်းစာတွေကိုပေးပါတယ်။ဘာတွေအမှားလုပ်ခဲ့တယ်လဲအဲ့ဒီအမှားတွေကနေဘာတွေသင်ယူခဲ့တယ်လဲဆိုတာကိုလျင်မြန်စွာပြန်လည်သုံးသပ်ပြီးအဲ့ဒီသင်ခန်းစာတွေကိုပစ္စုပန်မှာပြန်လည်အသုံးပြုဖို့လိုအပ်ပါတယ်။အမှားလုပ်ခဲ့တာကိုနောင်တရနေခြင်းတဲ့သင်ခန်းစာယူခြင်းကတိုးတက်လို့စိတ်ရဲ့အဓိကသောချက်ပါပဲ။တတိယနိလန်ကတော့အနာဂတ်ကိုစီစဉ်ပါဖြစ်ပါတယ်။ပစ္စုပန်ကိုအာရုံစိုက်ခြင်းဆိုတာအနာဂတ်ကိုလစ်လျူရှုဖို့မဟုတ်ပါဘူး။အောင်မြင်တဲ့အနာဂတ်တစ်ခုကိုဖန်တီးဖို့အတွက်ပစ္စုပန်ကာလမှာအချိန်ပေးပြီးစီစဉ်ဖို့လိုအပ်ပါတယ်။ကျွန်တော်တို့ဘလို့အနာဂတ်မျိုးကိုလိုချင်တယ်လဲဆိုရင်ရှင်းလင်းတဲ့ရည်မှန်းချက်ကိုသတ်မှတ်ပြီးအဲ့ဒီရည်မှန်းချက်ကိုရောက်ဖို့အတွက်အခုဘာတွေလှုပ်ဆောင်တင်တယ်လဲဆိုတာကိုဆုံးဖြတ်ဖို့လိုအပ်ပါတယ်။စီမံကိန်းချခြင်းကကျွန်တော်တို့ကိုမျှော်လင့်ချက်နဲ့စွမ်းအင်ကိုပေးပါတယ်။ဒီလှုပ်ဝက်ချက်၃ခုကိုနားလည်ပြီးလက်တွေ့ကျင့်သုံးလာတဲ့အခါလူငယ်ဟာသူ့ဘဝမှာကြီးမားတဲ့ပြောင်းလဲမှုတွေဖြစ်လာခဲ့ပါတယ်။သူဟာစိတ်ပီစီးမှုနဲ့ပါလာပြီးပိုပြီးပျော်ရွှင်လာခဲ့ပါတယ်။အလုံးမှာလည်းပိုပြီးထိရောက်ပြီးရလက်ကောင်းတွေရရှိလာခဲ့ပါတယ်။ဒီကနေ့ကျွန်တော်တို့သိရတာကတော့ The Present ဆိုတဲ့လက်ဆောင်ဟာပြင်ပကအရာဝတ္ထုမဟုတ်ဘဲကျွန်တော်ရဲ့တွေးခေါ်ပုံ mindset ကိုပြောင်းလဲခြင်းသာဖြစ်တယ်ဆိုတာပါပဲ။လူငယ်ဟာဒီလက်ဆောင်ကိုရှာဖွေတွေ့ရှိပြီးနောက်မှာသူ့ရဲ့ပျော်ရွှင်မှုနဲ့အောင်မြင်မှုတွေကိုအခြားသူနဲ့မျှဝေဖို့စတင်ခဲ့ပါတယ်။အမှန်တကယ်အောင်မြင်မှုဆိုတာကိုယ်တယောက်တည်းအောင်မြင်မှုမဟုတ်ပဲပတ်ဝန်းကျင်ကိုပါကူညီခြင်းနဲ့လှုံ့ဆော်ပေးခြင်းပါပဲ။သင်ဟာပစ္စုပန်ကိုအပြည့်အဝနေထိုင်နိုင်တဲ့အခါသင်ရဲ့စွမ်းအင်ဟာအခြားသူတွေကိုပါကူးစက်သွားပြီးသူတို့ရဲ့ဘဝကိုပါတိုးတက်အောင်လှုံ့ဆော်ပေးနိုင်ပါတယ်။ The Present ဟာအချိန်ကိုကိုစားပြုပါတယ်။အတိတ်ကိုနောင်တမရပဲသင်ခန်းစာယူခြင်းအနာဂတ်ကိုစိုးရိမ်မနေပဲစီစဉ်ခြင်းနဲ့ပစ္စုပန်ကိုအပြည့်အဝနေထိုင်ခြင်းဟာကျွန်တော်တို့ရဲ့ဘဝကိုအတိတ်ပဲရှိစေမဲ့လမ်းကြောင်းပဲဖြစ်ပါတယ်။ကျွန်တော်တို့ဘဝဟာnoun ဆိုတဲ့အဖို့တန်တဲ့လက်ဆောင်တွေစုစည်းမှုနဲ့ဖွဲ့စည်းထားတဲ့ဆိုတာကိုအမြဲတမ်းသတိရနေဖို့လိုအပ်ပါတယ်။ The Present စာအုပ်ကကျွန်တော်တို့ကိုဘဝရဲ့အဖို့တန်ဆုံးလက်ဆောင်ဆိုတာပစ္စုပန်ကာလဖြစ်တဲ့ဆိုတဲ့ရုပ်ရှင်နဲ့အမှန်တရားကိုပြသခဲ့ပါတယ်။ကျွန်တော်တို့က noun ဆိုတဲ့လက်ရှိအချိန်ကိုအာရုံစိုက်ပြီးနေထိုင်ခြင်းဖြစ်အောင်မြင်မှုနဲ့ပျော်ရွှင်မှုကိုရယူနိုင်ပါတယ်။အတိတ်ရဲ့အမှားကနေသင်ယူခြင်းနဲ့အနာဂတ်ကိုတိကျစွာစီစဉ်ခြင်းအဖြစ်ကျွန်တော်တို့ကပစ္စုပန်ကာလတွင်ထိရောက်စွာနေထိုင်ဖို့အတွက်မရှိမဖြစ်လိုအပ်ပါတယ်။ပစ္စုပန်ကာလကိုအပြည့်အဝနေထိုင်ခြင်းကစိုးရိမ်ပူပန်မှုများကိုဖယ်ရှားပြီးအောင်မြင်မှုကိုဖန်တီးပေးပါတယ်။ဒါကြောင့်ကျွန်တော်အားလုံးကဒီအဖို့တန်တဲ့လက်ဆောင်ကိုနားလည်ပြီးနေ့စဉ်ကျင့်သုံးခြင်းအဖြစ်ဘဝရဲ့အချိန်တိုင်းကိုတန်ဖိုးရှိစွာဖြတ်သန်းသင့်ပါတယ်။အဆုံးထိနားထောင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။